အားလုံးမင်္ဂလာပါခြေပေါက်ကိုဆိုင်ပေးရနေပြန်လဲကြိုးစားပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်တို့မာလီမဟာအောင်မြေကြောက်မြတ်ရဲ့နာဝိုင်းမနက်ခင်းခင်းဝိုင်းဖားကန်ဆောင်အတွင်းကအတော်ကြီးတယောက်စီကနေပြီးတော့ကျွန်တော်ဒီမော်ကြီးကြောက်ဖြတ်သားတစ်ချက်ကိုကျွန်တော်၄သိန်းစပေးတယ်ဗျမရပါဘူးဒါနဲ့ကျွန်တော်နောက်နေ့သွားတဲ့အချိန်မှာဒီကြောက်လေးကိုကျွန်တော်6သိန်းပြန်ပေးတယ်ဗျဒါလည်းမရပါဘူးဗျနောက်နေ့မှာကျွန်တော်ဒီကြောက်လေးကို9သိန်းခွဲနဲ့ရလိုက်တယ်ပေါ့ဗျာဒါကတော့ကျွန်တော်တို့ပွဲစားကိုကီပီနဲ့ငွေချင်းနေတဲ့အခန်းလေးပေါ့ဗျာပွဲစားကကျွန်တော်တို့လက်ကြီးဖြစ်ပါစီမြတ်ပါစီဘာညာပေါ့ဗျာဒါနဲ့ကျွန်တော်ဒီကြောက်လေးကိုပြန်ဖြည့်ကြည့်တယ်ပေါ့ဗျာပကုံးငချင်လိုများထုတ်ထားတာကြာလို့အယောင်မြန်ပိုတက်လာမလားလို့အမှန်ကတော့မဲတာပါပဲကျွန်တော်ဒီကြောက်လေးကိုကြည့်လိုက်မယ်ဆိုရင်အရေးရဲ့အသက်ခံကာလာပြတယ်ပေါ့ဗျာအသက်ခံဆိုတာဘာကိုပြောတာလဲဆိုရင်ကျွန်တော်တို့ဓာမီနဲ့ထိုးမကြည့်ဘဲနဲ့တဘာဝနေရောင်နဲ့မြင်နေရတဲ့ဒီကြောက်သားရဲ့အယောင်ကိုကျွန်တော်အသက်ခံအယောင်လို့ခေါ်ပါတယ်ဓာမီနဲ့ထိုးမကြည့်ဘဲနဲ့ကျွန်တော်တဘာဝနေရောင်နဲ့ကြည့်လိုက်လို့ကျွန်တော်အသက်ခံဝါနေတော့ကျွန်တော်ထွက်လာတဲ့အပွင့်ဝါတတ်ပါတယ်အသက်ခံစိမ့်ရင်စိမ့်တတ်ပါတယ်အသက်ခံပြရင်ပြတတ်ပါတယ်ဒါကိုကျွန်တော်ပြောတာကိုလက်မခံဘူးဆိုပြီးတော့ဟိုတင်းရဲ့အသက်ကြီးကြီးအရက်ပူပူနဲ့ကျွန်တော်တကယ်ချင်းကြောက်သမားတယောက်ပေါ့ဗျာအသက်ခံမဲတဲ့မိန်းမတယောက်ကိုယူလိုက်ပါတယ်နောက်နေ့ကျွန်တော်လက်ဖေးဆိုင်ကိုရောက်လာပြီဆိုတော့တကယ်ချင်းမင်းပြောတာမှန်နေဟာတဲ့တဘာဝနေရောင်နဲ့ကြည့်လိုက်လို့ကျွန်တော်တို့မဲနေတဲ့အသက်ခံရောင်ကအတွင်းမှာဆိုပူမဲတယ်ဟာတဲ့အသက်ခံရောင်အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တကယ်ချင်းတညပဲတင်လိုက်ရတဲ့အခုဆိုကောင်းကောင်းကိုတက်သွားပြီအခုမှကြောက်လုံကောင်စလုံးမဲ့ညီကိုတွေဆိုတော့တခုတတိထားရမှာကအသက်ခံပြတဲ့အရေးကြောက်ကကျွန်တော်တို့ဓာမီနဲ့ထိုးလိုက်ရင်စိမ့်လာတတ်ပါတယ်ဒါဟုတ်ဟာကွာအရေးလှပြီးဆိုပြီးတော့မှားပြီးတော့ဝယ်မဖြတ်ပါနဲ့ဒါပေမဲ့အသက်ခံပြရင်ပြတဲ့ဈေးနဲ့ပဲဝယ်ဖြတ်ပါထွက်လာတဲ့အပွင့်ကတော့ကျွန်တော်စိမ့်လာမေးလို့တော့မထင်ပါနဲ့ဓာမီဆိုတာကကျွန်တော်ကြောက်တလုံးရဲ့အပြည့်အနာစာနဲ့အစီသားကိုကြည့်တာပါအယောင်နဲ့ကာလာကိုကြည့်ဖို့မဟုတ်ပါဘူးဒါဆိုရင်ရောမင်းတို့ကဘာဖြစ်လို့ဒီအသက်ခံပြနေတဲ့ကြောက်ကြီးကိုဝယ်ဖြတ်နေရလဲဆိုရင်တော့ကျွန်တော်တို့အခုဓာမီထိုးပြလို့စိမ့်နေတဲ့အသက်ခံပြနေတဲ့အနောက်မှာကျွန်တော်အသက်ခံဝါနေတဲ့အရင်မန်းကျိုးလေးကိုတွေ့လို့ဝယ်ဖြတ်တာပါအကယ်၍အဲ့မန်းလေးရတာတလက်မလောက်အောက်ကိုဆင်းသွားခဲ့မယ်ဆိုရင်တော့တေးကြတဲ့ဒီကြောက်လေးကအနည်းဆုံးအောက်ခံ35သိန်းတော့ရမှာအကယ်၍မဆင်းခဲ့ရင်တော့တေးကြတဲ့ဒီကြောက်က9သိန်းလောက်တော့ရှုံးနိုင်ပါတယ်ဒီအရှုံးမြတ်ကိုကျွန်တော်တို့ကလက်ခံနိုင်လို့ဒီကြောက်လေးကိုဝယ်ဖြတ်တာပါဒါပေမဲ့ကြောက်လေးကကျွန်တော်တို့ထင်ထားသလိုအရင်မန်းလေးရတော့အောက်ကိုမဆင်းခဲ့ပါဘူးမစင်းလက်နေပေါ်ကိုလည်းဂယုမဆိုင်ပါဘူးစင်းနဲ့ကြောက်ဖြတ်အောင်နဲ့တိတိ BMW ကိုအိမ်ရှိမှာစက်မတက်ပဲတပတ်လောက်ကိုနှိုးထားအောင်ပါကြောက်လေးကကျွန်တော်ဖြတ်ပြီးသွားတဲ့အချိန်မှာဒီတစ္ဆာနှစ်ဆပဲရတယ်ပေါ့ဗျာတစ္ဆာအကြီးလေးကကျွန်တော်ဓာမီထိုးလိုက်ရင်စိမ့်နေတဲ့အသက်ခံပြတဲ့ဘက်ကထွက်တဲ့တစ္ဆာလေးပေါ့ဗျာအသေးလေးကတော့ကျွန်တော်အသက်ခံဝါတဲ့ဘက်ကမန်းအောက်ကရတဲ့တစ္ဆာလေးပေါ့ဗျာဒီကြောက်လေးနှစ်ဆကိုကျွန်တော်တွေးလိုက်တဲ့အချိန်မှာတော့ဒါကကျွန်တော်တွေးပြီးသားအနေထားလေးပေါ့ဗျာအပွင့်လို့လေးကကျွန်တော်အသက်ခံပြပြီးဓာမီထိုးလိုက်ရင်စိမ့်နေတဲ့ဘက်ကထွက်တဲ့အပွင့်လေးပေါ့ဗျာအထက်ဘွားအပွင့်လေးကကျွန်တော်အသက်ခံဝါပြီးမန်းကျိုးအောက်ကထွက်လာတဲ့အပွင့်လေးပေါ့ဗျာကျွန်တော်ဒီအသက်ခံပြပြီးမဲနေတဲ့အပွင့်လေးကိုတော့ကျွန်တော်3သိန်း2000နဲ့ပဲရောင်းလိုက်ပါတယ်ဒီလက်စွပ်လေးကိုတော့ကျွန်တော်3သိန်းနဲ့ပဲရောင်းလိုက်ပါတယ်အဲ့တော့ဒီကြောက်လေးကကျွန်တော်4သိန်းနဲ့2000ပဲပြန်ရလိုက်ပါတယ်အသက်ခံပြတဲ့ကြောက်ကိုမိတ်ဆွေတို့နေနဲ့ဂယုစိုက်ပြီးဝယ်ဖြတ်ဖို့အကြံပြုချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်